Hello ဒီခေါက်မှာကျွန်တော်နဲ့အယုတ်လေးဘယ်သွားမလဲဆိုတော့ကျွန်တော်အခုသွားမှာက IDA တိုးနဲ့ချမ်းချချင်းခီးစဉ်ကို၄ည9ရဲ့ package နဲ့သွားမှာဖြစ်ပါတယ်။အရင်ဆုံးတော့ချမ်းချမြို့သွားတာပေါ့နော်။အိုးအေးချက်က9လောက်ရှိတယ်။ဟုတ်မသိဟဲ့။ကဲဒီကတော့ကျွန်တော်သွားမှာခီးစဉ်တစ်လျှောက်လုံးလိုက်ပို့ပေးမယ်ကားဖြစ်ပါတယ်။我代表我的ရာသီဥတုတည်ခြင်းကားမှန်ဝင်ကြည့်လိုက်ပါတော့အမ။ခီးစဉ်တစ်လျှောက်လုံးမှာတော့နော်4 star ရှိဟိုတယ်ပဲထားပေးပါတော့။အဲ့ဒါတော့အရင်မိုက်ပါတယ်။သူကတော့တော်တော်ပြောနေပါပြီ။သူပြောဝယ်ရေးကြည့်ရပါ။ Good morning ဒီနေ့ချမ်းချမြို့ကနေပြီးတော့ breakfast စားပြီးလို့ရှိရင်ကျွန်တော်ချမ်းချချင်းကိုသွားမှာဖြစ်ပါတယ်။ဒီနေရာလေးကအရင်လှတဲ့အတွက်ပန်းရောင်ကြိတ်တဲ့သူမအောင်ကျွန်တော်တက်ပုံလေးပြပေးခဲ့ပါတယ်။ကဲကြမ်းကြချင်းကိုသွားပါပြီ။这个景点适合他们去，你就ကျွန်တော်9နိုင်လောက်ကားစီးပြီးတဲ့အချိန်မှာတော့ဘိုက်စားလာရပါတော့။အခုတော့ package ထဲမှာပေါ့နော်အစားတောက်နေ့လယ်စာညစာအပီးစီဆိုမိုက်တာပေါ့နော်။ပြီးရင်တော့ကမ္ဘာအရှည်ဆုံးကေဘယ်ကိုစီးရမှာဖြစ်ပါတယ်။ကြီးနေတော့တော်တော်စစ်လို့ရှားနေပါပြီ။ခီးသွားရာသီလေးဖြစ်နေတဲ့အတွက်နည်းနည်းတန်းစီရတာပေါ့နော်။ဟုတ်တယ်ဒီတော့လာတယ်ကိုတူတူပဲကျွန်တော်တကယ်ရောက်ပြီထင်တာဒီလားကဲရောက်ပြီစဉ်းကြမယ်နောက်ဆုံးတော့ကျွန်တော်ဟာအောင်မြင်နဲ့ရောက်ရှိလာပါပြီဟာလေလူပြဒီစီးပြီးရဲ့အချိန်မှာတော့9မိနစ်10မိနစ်လောက်ကားနဲ့ဆက်ပြီးတော့သွားပါသေးတယ်တဘာဝရှုခင်းလေးကြည့်ပြီးပေါ့နော်ကဲရောက်ပါပြီကောင်းကင်တကားဝါလို့ခေါ်တဲ့နေရာပေါ့နော်အခုလောလောဆယ်မှာတရုတ်ပြည်ရဲ့နာမည်ကြီးနေတခုလို့ပြောလို့ရပါတယ်နော်2022ခုနှစ်ကလည်းအိုလံပစ်ပြိုင်ပွဲကိုလည်းဒီမှာလာပြီးလုပ်ခဲ့တယ်လည်းဖြစ်ပါတယ်ကောင်းကင်တကားဘွားလို့ခေါ်တဲ့ဒီနေရာရဲ့ထူးခြားချက်တစ်ခုကတော့သူကအောက်ကနေပြီးတော့ဆူတောင်းပြီးတော့လှိကား999တွေကိုလမ်းလျှောက်ပြီးတက်မယ်ဆိုလို့ရှိရင်တော့ဆူတောင်းပြည့်လို့ဆိုပါတယ်လမ်းလျှောက်တဲ့ချိန်ပဲမဲ့လည်းအချိန်နဲ့ energy ကိုချွေတားမှာဖြစ်တဲ့အတွက်ကျွန်တော်တက်လီကနေတက်လာပါတယ်နောက်ဆုံးတော့ကျွန်တော်ရောက်ရှိခဲ့ပါတယ်999တွေကိုဒါပေမဲ့တက်လီကရပါဒါတော့ကျွန်တော် view ကိုကြိုက်လို့ဂျင်းထဲကြည့်ရပါတော့မသိရင်ကိုတကယ်တက်လာလို့ပဲပါလို့နဲ့ပေါ့နော်အဲ့လိုပုံစံလုပ်ကြည့်ရပါပြီးမှမပြီးသေးဘူးလေကျွန်တော်ဒီကနေပြီးတော့ဓာတ်လိက9ခုထပ်စီးပြီးတော့တောင်ထိပ်ကိုဆက်သွားအောင်ပဲအယုတ်လေးကတော့အေးဆေးပါပဲကျွန်တော်ရဲ့အဖြစ်ကိုတစ်ချက်ရှိုးပါအောင်ဟိုကဒီကရှောက်နေရတာအဲဒီကက်ရက်ကြီးနော်ဓာတ်လိကကြီးပဲ10မိနစ်15မိနစ်လောက်ထပ်စီးရပါတယ်နော်အဖြစ်ကတော့ဒီလိုဖြစ်နေပါပြီကိုကြီးလီဆိုးလို့ခေါ်ပါတယ် IDA ကတင်းနေတာပါနော်ကဲ finally ရောက်လာပါပြီဒီမှာချီးလို့ကောင်းပါလားပေါ်ရောက်လာပါပြီအပေါ်ရောက်လာပြီးတော့ချေးမယ်နော်အပေါ်လုံးလုံးအဲ့ခုနဒီကားရှောက်လို့ရတယ်လေဒီမှာခုနကောင်းကင်တကားဝနော်အဲ့ Gates of Heaven ပေါ်စားနေဆိုဆော့စစ်ကြီးစားတယ်အဲ့နဲ့ဆက်သွားနေတဲ့နေရာတစ်ခုရောက်တော့ဓာကြီးကိုအတင်းဆုတ်ခိုင်းလို့နော်ဘာလဲဆိုတော့ကျွန်တော်နားမလဲဘူးပြီးတော့မှမတော်တော့အေးပေးထားမလားမတော်တော့ဘူးအမှန်ကြီးတော့အောက်ကိုကြည့်မိလို့ပို့ဆိုးရပါဘောနော်တကယ် adventure ပုံစံတော့နည်းနည်းပေါက်ပါတယ်ဟေးတပုံရပြီမလားဓာတ်ပုံနဲ့မဟုတ်ဗီဒီယိုပါရိုက်ခိုင်းနိုင်သေးတယ်နော်အမလေးမကြောက်ချက်ကတော့လန်ထွက်နေရမယ်တောင်ရင်ဟိုထိတ်ဆုံးကိုရောက်နေပြီဖြစ်ပါတယ်ဒါပေမဲ့တပတ်ပတ်ဖို့အတွက်အချိန်မရလို့ကျွန်တော်ပြန်ဆင်းပါတော့မယ်ကိုရီလည်းချစ်သူလမ်းကြားမှာအေးမဲရနှစ်ယောက်အမလေးဟောဘယ်ကတော့တိုက်သေးရမှာသူကတော့ပြန်ဆင်းနေပါပြီဆင်းပါပြီကျွန်တော်ရေညကြရင်ပြန်လာမယ်ဒါလို့ကျွန်တော်လည်းပြန်ဆက်သွားမယ်ဆက်သွားအောင်လေခီးသွားရည်ဖြစ်တဲ့အတွက်လူတော်တော်များတဲ့အတွက်တန်းစီရတာတော့ share ပဲပေါ့နော်အစင်းမှာကြာတာပေါ့နော် cable မစီးခဲ့အောင်လူရဲများရင်တော့ view ရ show လန်ထွက်နေဒီကောင်းကင်တကားကတော့တကယ်သွားတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော် recommend ပေးပါတယ်ဒီတွဲညစာကတော့အကင်ပေါ့နော်လုံးဝ share ပဲပေါ့နော်ဒါ package ထဲမှာအကုန်လုံးပါပြီးသားဆိုတဲ့အတွက်အရင်ဆင်ပြပါတယ်ကိုသုံးမှုသီးတယ်မဲ့ပတ်စံထည့်လိုက်မယ်ပေါ့နော်ညစာစားပြီးတော့ကျွန်တော်တို့ဒီမှာအရန်ထင်ကြရဖြစ်တဲ့နေရာတစ်ခုသွားခဲ့ပါတယ်တစ်သားနဲ့စောက်ထားတဲ့82ထပ်တိုက်ပါညဘက်ကို land shot coffee တောင်းရင်အဲ့နေရာမှာတက်ပုံလေးရိုက်ရတာပေါ့နော်ဒါမျိုးလေးတွေပေါ့နော်တက်ပုံရပြီးသွားလို့ရှိရင်လည်းကိုကြိုက်တဲ့ပုံကိုယ့်ကိုစိတ်ကြရွေးချယ်လို့ရပါသေးတယ်ပြီးတော့ပုံကချက်ချင်းရတာဆိုတဲ့အတွက်အရန်အဆင်ပြေတာပေါ့နော်အဲ့ဒါတော့မိုက်တယ်ကဲကျွန်တော်နေ့စာတော်တော်ပြီးသွားပါပြီကျွန်တော်နားလိုက်ပါအောင်မယ်နောက်ထပ်ပတ်2မှာပြန်ပြပါမယ်နော်ဒီ package လေးဈေးနှုန်းကြည့်ချင်တော့ IDA page မှာတွားရဆောင်လို့ရပါတယ်ခင်ဗျာ